皆さん、こんばんは。အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကကြတော့自己紹介လို့ခေါ်တဲ့မိမိဘာသာမိမိစတဲ့နည်းလေးတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။ဂျပန်လိုမိမိကိုယ်ကိုဘယ်လိုမိတ်ဆက်မလဲဆိုတာလေးတွေကိုကြည့်ကြည့်ရအောင်နော်။自己紹介ဖြစ်ပါတယ်။自己紹介မြန်မာလိုဆိုရင်တော့မိမိကိုယ်ကိုမိတ်ဆက်ခြင်းဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုဘယ်လိုမိတ်ဆက်မလဲဆိုတဲ့အကြောင်းအရာလေးတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်စလိုက်ရအောင်။始めましょう。ဟုတ်ပြီစမယ်နော်ဟုတ်ပြီဒါလေးတွေကပေါ့နော်အခုတင်မဲ့ဟာလေးတွေကကြတော့လွယ်ကူရိုးရှင်းနေပြီးတော့ပေါ့ပေါ့ပါပါလေးဖြစ်တယ်ပေါ့နော်ဒီဂျပန်နေပါနေနဲ့စကားပြောတဲ့အခါကျရင်သူတို့စကားအများဆုံးပြောတဲ့ဟာလေးတွေဖြစ်ပါတယ်စာအုပ်ထဲနဲ့တော့မတူဘူးပေါ့နော်စာအုပ်ထဲဟာဒီဂရမာအတိုင်းကိုပြောပြရတယ်ပေါ့နော်ဒါပေမဲ့ကိုကတကယ်ပြင်ပလက်တွေ့မှာစကားပြောတဲ့အခါကျရင်စာအုပ်လေးထက်အခုလိုမျိုးလေးပြောတဲ့ဟာကပိုပြီးတော့များပါတယ်။ဟုတ်ပြီနော်ဂျပန်နေဆိုရင်လည်းဒီလိုမျိုးပဲပြောကြပါတယ်။ဒါဆိုရင်စမယ်နော်။ဟုတ်ပြီ၃မျိုးတင်ရပါမယ်။၃ကြောင်းတင်ရပါမယ်။ကိုယ့်ကိုမိတ်ဆက်တဲ့အခါကျရင်၃ကြောင်းတင်ရမှာဖြစ်ပါတယ်။အခုမှကိုနဲ့တွေ့ဘူးမဲ့လူမြင်ဘူးမဲ့လူတွေကိုမိတ်ဆက်တဲ့အခါကျရင်သုံးပါတယ်။အခုပြောမဲ့၃ကြောင်းဒီတကယ်စကားပြောလက်တွေ့မှာအသုံးများတဲ့ခါလေးတွေဖြစ်ပါတယ်။ကိစ္စမယ်နော်ပထမဆုံးကြားဒီはじめましてはじめましてはじめましてတွေ့ရတာဝမ်းနာပါလေはじめましてတွေ့ရတာဝမ်းနာပါလေ何々と申します何々と申します何々と申しますこのနေရာမှာကိုယ့်နာမည်ကိုအစားထိုးပေးပါဥမာဖြင့်အားと申しますအားလို့ခေါ်ပါလေအားと申しますအားလို့ခေါ်ပါလေဟုတ်ပြီနော်နောက်တစ်ခုよろしくお願いします。よろしくお願いします。နောက်လည်းပဲကူညီပေးပါဦးအကူညီတောင်းပါလေအဲ့လိုမျိုးလေးဖြစ်ပါတယ်ပေါ့နော်ဒါလေးဒီအခုမှပုံနဲ့စသမဲ့လူအဲ့လိုမျိုးလူတွေမှာသုံးများပါလေはじめましてအားတို့申しますどうもすすတို့申しますよろしくお願いしますはじめましてတွေ့ရလားဝမ်းနာပါလေအားတို့申しますအားလို့ခေါ်ပါလေよろしくお願いしますအခုကစပြီးတော့ကူညီပေးပါဦးဟုတ်ပြီနော်ခင်မင်ပေးပါဦးလို့ပြောချင်ဖြစ်ပါတယ်ပေါ့နော်ဒီ၃ကြောင်းဒီကိုမိတ်ဆက်တဲ့အခါကျရင်သုံးပါတယ်ဟုတ်ပြီနော်ကိုကတရားနဲ့ကိုအခုမှတွေ့ရပေါ့နော်အခုမှတွေ့တယ်ကိုမိတ်ဆက်တော့မယ်ဆိုရင်တော့ဒီ၃ကြောင်းလေးနဲ့မိတ်ဆက်ပါတယ်ရမလားပြန်ပြောကြည့်ရအောင်တူတူလိုက်ပြောကြည့်ပါဦးနော်はじめましてはじめましてあーと申しますကိုယ့်နာမည်ကိုအစားထိုးပြီးတော့ပြောကြည့်ပါဦးဟုတ်ပြီနောက်တစ်ကြောင်းကိုသွားမယ်よろしくお願いしますよろしくお願いしますရမလားဟုတ်ပြီဒါဆိုရင်နောက်တစ်ခုသွားမယ်နော်ဟုတ်ပြီနောက်တစ်ခုကကြတော့မြန်မာခါလာခီမရှတာမြန်မာခါလာခီမရှတာမြန်မာကနေလာခဲ့ပါလေဒါမျိုးဒီဘယ်လိုအရှင်နေမှတုံးလဲဆိုတော့ဟိုဘက်ကတယောက်ကမေကိုမေးတဲ့အချိန်တွေမှာတုံးပါတယ်ဟိုဘက်ကလူကမေကိုမေးမှာပေါ့နော်ဒီလိုမျိုးလေးမေကိုမေးလာတဲ့အခါကျရင်ဒီလိုမျိုးလေးပြန်ပြပါမယ်တို့ရှိလာတော့ခတာတက်စကဘယ်ကနေလာတာလဲဘယ်နေရာကဘယ်နေရာလဲဟုတ်ပြီနော်တို့ရှိလာတော့ခတာတက်စကနေရာကဘယ်နေရာလဲဘယ်ကလဲမြန်မာခါလာခီမရှတာမြန်မာကနေလာခဲ့ပါတယ်မြန်မာခါလာခီမရှတာမြန်မာကနေလာခဲ့ပါတယ်ရမလားခုနက၃ကြောင်းကကြတော့ကိုဒီတိုင်းပေါ့နော်မိတ်ဆက်တဲ့အခါမှာတုံးတယ်はじめまして何々と申しますよろしくお願いしますဒါကတော့ကိုကအရင်စပြီးတော့မိတ်ဆက်လိုက်တာဖြစ်ပါလေအဲ့ချိန်မှာတခြားတရားပေါ့နော်တစ်ဖက်ကလူကဒီလိုမျိုးလေးမေးကိုမေးလာခဲ့ပြီဆိုပါဒီလိုမျိုးလေးကိုပြန်ပြီးတော့ဖြေပါမယ်နော်တို့ရှိတာတော့ခတာတက်စကဘယ်ကနေလာလဲမြန်မာခါလာခိမရှတာမြန်မာကနေလာခဲ့ပါလေတချို့တွေကတော့ဒီမမေးပဲနဲ့ထည့်ပြီးတော့ပြောရပါတော့ဒါပေမဲ့မမေးဘဲနဲ့ထည့်ပြောလာကြီးကတိတ်ပြီးတော့တဘာဝမဆန်ဘူးပေါ့ကွာတဘာဝမဆန်တာဖြစ်တဲ့ကြောင့်သူတို့မေးမှပြန်ပြီးတော့ဖြေတာကောင်းပါတယ်ပေါ့နော်တကယ်တော့ကိုကအလောက်ခွင်ထဲမှာပေါ့နော်အလောက်ခွင်ထဲမှာတော့ဟုတ်ကြောက်တဲ့အခါမှာဆိုရင်နိုင်ငံသားတားတွေပေါ့နော်ဒီကျောင်းတွေပါတွေကပို့ပြီးတော့တည်တာတယ်ပေါ့နော်ကြောက်တဲ့အခါကျရင်နိုင်ငံရဲ့အများကြီးကစုပြီးတော့လာတတ်ကြတာမလို့အဲ့လိုရှင်မျိုးဆိုရင်တော့မေးဘဲနဲ့လည်းပြောလို့ရတယ်ပေါ့နော်ဥပမာဖြင့်はじめましてあーと申しますမြန်မာခါလာခိမရှတာよろしくお願いしますအဲ့လိုမျိုးလေးသုံးပါတယ်နော်ရမလားどうしたの方ですかဒီမှာですလို့
ဟုတ်ပြီနော်ခုနကပြောတယ်ဒီ mass လို့မတော့ဘဲနဲ့ dash တို့ mass လို့သုံးပါတယ်ပေါ့နော်ဒါလေးကကြတော့ဒီ N5 level ကြရင်အသေးစိတ်လေးပြန်ပြီးတော့တင်ရမယ်ပေါ့နော်အခုကကြတော့ဒီလဲပပစာကြောင်းလေးကိုပဲတင်ကြရတာဖြစ်ပါတယ်ဘရမပတန်မှန်မှန်ရဲ့ဒီလိုမျိုးစလုံးလေးတွေရဲ့တလုံးစစ်စီရဲ့အဓိပ္ပာယ်လေးတွေရဲ့ပါတီကယ်လေးတွေရဲ့အသေးစိတ်ကိုတော့ N5 ကြရင်အသေးစိတ်လေးတင်ကြမှာဖြစ်ပါတယ်အခုကကြတော့ပပါလေးနဲ့ဒီလမ်းပေါ့နော်စာကြောင်းလေးပုံစံအသားလေးပဲလွယ်လွယ်ကူကူလေးတင်မိလိုက်တာဖြစ်ပါတယ်ကြည့်တော့ဆိုရင်ရမလားမသိဘူးနော်ဟုတ်ပြီနော်ဒါဆိုရင်ကျေးဇူးများတင်ပါတယ်ဆန်းစေးတို့နောက်ကြရင်လည်းပြန်ပြီးတော့တွေ့ကြရအောင်နော်မာတာနဲ့အားလုံးပဲကိုမဆက်တက်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်မာတာနဲ့